ကဲ Oxford ကနေပြီးတော့ Liverpool ကိုသွားဖို့အတွက် station ကိုသွားနေရပဲဖြစ်ပါတယ်ခုကတော့ bus ကားပေါ်မှာပါ Okay station တော့ရောက်ပြီးရထားတိုင်းဆောင်နေတယ်အိတ်ချင်လာပြီကွာတညလုံးလည်းအိပ်ရသေးဘူးဘယုံသုံးကားလောက်ပြီးထွက်လာဆို Okay ရထားပေါ်တော့ရောက်ပြီစိတ်လှုပ်ရှားနေတယ်လို့မျိုး Oxford ကနေထွက်လာဆိုတော့ Oxford ကိုလည်းလွမ်းနေဒီပါဘူးကိုသွားဖို့လည်းစိတ်လှုပ်ရှားနေပါတယ်ကဲဒီပါဘူးမြို့တဲ့ဒီမြို့တဲကိုတော့စဝင်ပြီပေါ့နော်နောက်ထပ်မိနစ်30လောက်ဆိုရင်ဒီပါဘူးရောက်ပါပြီကဲဒီပါဘူးတော့ရောက်ပါပြီဒါကတော့ကျွန်တော်နေမဲ့အဆောင်သားလေးမှာရှိရဲ့ campus တွေပေါ့လေသူမှတော့တိတ်မရှိဘူး What the fuck? No one here? ကဲဒီခုတော့စားမယ်ဗျာဘိုက်စားတယ်ဟလားဘာကြည့်ရလဲဘိုက်စားနေတော့ဆွဲမယ်လေဟိုဘက်ကိုသွားမယ် Okay ကျွန်တော်လည်းတူတူလိုက်ပါကြည့်ရှုပေးကြပါဦးအဲ့လေဟာရ view လေးကလှလာပြီလားဒီပါဘူးရဲ့နေဝင်စီးသားလေးပါကောင်ကဲဟိုဘက်ကိုလမ်းကူးမယ်ကားရှင်းလားကဲကူးမယ် let's go ဘန်ဒီဘူးလားကိုရီးယားဆိုင်ကိုရောက်ပါပြီဘန်ဒီဘူးလို့ခေါ်လားဘယ်လိုလဲတော့မသိဘူးဆိုင်လေးကတော့နော်ကောင်းပါလေဆိုတော့ဘာမှမသိရနဲ့ပင်လယ်စာခောက်ဆွဲပြုတ်ချက်စာတေးနဲ့ပတ်စီတပူးမှလိုက်ပါလေကဲစားမယ်ဗျာတနေ့ုံဘာမှမစားသေးဘိုက်ကလည်းစားနေဟလား Oxford မှာကလေးကပမုံလေးတစ်ချက်နဲ့ထွက်လာခဲ့တာဆွဲပြီဗျာကဲကျွန်တော်ရုပ်လေးကိုတီးခန့်ကြည့်ပေးကြပါဘာဖြစ်လို့လဲဆိုစောက်ဝမ်းချောနေလို့ပါအဲ့လေကဲမွေးနေရပဲဗျာပြောနေအောင်စားကြလားကဲစားမယ်ဗျာစားမယ်ဘလို့ရတာနေလဲစဉ်းစားနေကင်မရာတစ်ချက်ကြည့်လိုက်တယ်ရအောင်စောင်းချောပါလားဘေးရဲ့တွေငေါ့ကြည့်နေလားဟာရအောင်ကမောလေးဝိုင်းကြည့်နေတယ်ဒါပေမဲ့ကြီးမဆိုင်ဘူးကွာစားရရှိတော့စားရမှာပဲအဲ့ဒါပါလေခီယူလားရောက်သွားလားဂုံးလားစားလို့ကောင်းတယ်โอเคခောက်ဆွဲကြည့်ပဲစားပြနေကွာကြံတဲ့ဟာလေးစားပြလိုက်ပါအောင်ချက်စာတီလေးကိုကောက်ကန်လိုက်တော့ညီလေးကောက်ကန်လိုက်တော့โอเคဗျာစားပြီဗျာဟေ့အောင် share ပဲဟာထစားချင်လားဟာရရဟဲ့ဆောင်းကောင်းလိုက်တာနောက်တစ်ကောက်တော့ပြတ်သွားနောက်တစ်ကိုက်ကိုထက်ကိုက်ဖို့တော့ဝင်မလေးဘူးချက်ချင်းပဲဒါပေမဲ့အိမ်တွေလေးဆယ်ပြီးတော့ပါစက်မပေးနေတုတ်လိုက်အောင်အေးကောင်းတယ်ကဲအိမ်ပြန်မယ်ကွာဟာလေးလေးတဖြူဖြူလေးနဲ့ဒီပါဦးရဲ့ CD စံနာနေပြီးတော့ကျွန်တော်အိမ်ကိုလမ်းလျှောက်ပြီးပြန်မယ်ဖြစ်ပါတယ်ဝါဟုတ်တယ်ဝါပဲပြောနိုင်တော့တယ်ဗျာအရင်ကလာပါပါတယ်အဲ့လေဆိုတော့အိမ်ပြန်ပါပြီဒါအိမ်သားလေးကဘာမှမသိတဲ့အဆောက်အုံတစ်ခုပဲပေါ့နော်ဒါပေမဲ့မိုက်တော့မိုက်ပါတယ်โอเคဆိုတော့အိမ်ပြန်ပါပြီအားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်